မိတ်ဆွေဒီနေ့ခေတ်ကြီးမှာကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာတကယ်ရောရှိသေးရဲ့လားတင်းရဲ့အိတ်ခမ်းတင်းရဲ့ရေချိုးခမ်းထဲမှာတယောက်တည်းရှိနေတယ်လို့ထင်ပေမဲ့တင်းလက်ထဲကဖုံးတစ်လုံးရှိနေတဲ့၍မျက်လုံးပေါင်းများစွာကတင်းကိုကြည့်နေနိုင်ပါတယ်ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့အချစ်ကိုလိုချင်လို့နီးပညာကိုလက်နက်အဖြစ်သုံးပြီးအမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုငရဲကန်းအဖြစ်ပြောင်းလဲပစ်လိုက်တဲ့19နှစ်အရွယ်ကောင်လေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်ဇာတ်လမ်းရဲ့အဓိကမင်းသမီးကတော့စမီရာခန္နာပါသူကိုတော့ဆမ်လို့ပဲအလွယ်ခေါ်ကြတယ်ဆမ်ဟာအောင်မြင်တဲ့ fashion magazine တစ်ခုရဲ့ editor ချုပ်တစ်ယောက်ပါရုပ်ရည်ချောမောတယ်စတိုင်ကြတယ်ကိုခြေတော့ပေါ်ကိုရက်ဒီနိုင်နဲ့ခေတ်ပညာတတ်အမျိုးသမီးတစ်ယောက်ပေါ့ဒါပေမဲ့သူမရဲ့ဘဝမှာအကြီးမားဆုံးအားနည်းချက်ကတော့အချစ်ကြီးပါပဲသူမရဲ့ချစ်သူအုံကပူးဆိုတဲ့မင်းသားတစ်ယောက်ကသူမအပေါ်သစ္စာမရှိပဲတခြားမိန်းကလေးတွေနဲ့ရှုပ်ပွေနေတတ်ပါတယ်ဆမ်နေထိုင်တဲ့တိုက်ခန်းရဲ့ဘေးခန်းမှာတော့ Vivek ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ Vivek ကအသက်19နှစ်ပဲရှိပါသေးတယ်။ရုပ်လေးကတော့အဖြစ်ကင်းဒီချစ်စရာကောင်းတဲ့ပုံစံလေးပါ။သူကကွန်ပျူတာနည်းပညာဘက်မှာပါရမီပါတဲ့ hacker တစ်ယောက်ဖြစ်ပါတယ်။ Sam ကတော့ Vivek ကိုသူ့မောင်လေးအရွယ်မို့လို့ခင်မင်ရင်းနှီးစွာဆက်ဆံပါတယ်။သူမရဲ့ကွန်ပျူတာပြတ်ရင်တောင် Vivek ကိုပဲပြခိုင်းလိရှိပါတယ်။ဒါပေမဲ့ Sam မသိလိုက်တာတစ်ခုကတော့အဲ့ဒီမောင်လေးလို့သူထင်ထားတဲ့ကောင်လေးရဲ့မျက်လုံးတွေထဲမှာဆမ်ကိုကြည့်တဲ့အကြည့်တွေကရိုးသားမနေဘူးဆိုတာပါပဲ။ Vivek ဟာဆမ်ကိုတစ်ဖက်သက်ဆွဲလန်းနေပြီးသူမရဲ့အိမ်ထဲကလှုပ်ရှားမှုတိုင်းကို CCTV ကနေသဖြင့်ခိုးကြည့်နေတဲ့ psychopath တစ်ယောက်ထင်နေခဲ့ပါတယ်။ပြဿနာတွေအားလုံးရဲ့အစကတော့ဆမ်ရဲ့မွေးနေ့ပါတီညမှာစတင်ပါတယ်။ဆမ်ကသူ့မွေးနေ့ကိုချစ်သူအုံနဲ့အကျူဖြတ်တန်းကိုမျှော်လင့်ထားပေမဲ့အုံကအလုပ်ကိုအကြောင်းပြပြီးရောက်မလာခဲ့ပါဘူး။တကယ်တော့အုံကအခြားမိန်းကလေးတစ်ယောက်နဲ့ပျော်ပါနေခဲ့တာပါဒီအချက်ကိုသိလိုက်ရတဲ့ဆမ်ဟာအယံဝမ်းနေပြီးအရက်တွေအများကြီးတောက်မိပါတယ်စိတ်ဓာတ်တွေကြမူးဝေနေတဲ့ဆမ်မင်အနာကို Vivek ရောက်လာပါတယ်သူကဆမ်ကိုနှစ်သိမ့်ပေးရင်အခွင့်အရေးယူလိုက်ပါတယ်မူးပြီးတတိလွတ်နေတဲ့ဆမ်ဟာကို့အနားမှာရှိနေတာဘယ်သူမှန်းသိကြမခွဲခြားနိုင်တော့ပဲ Vivek နဲ့မှားယွင်းတဲ့ဆက်ဆံရေးတစ်ခုထက်သွားခဲ့ပါတယ်19နှစ်အရွယ်ကောင်လေးနဲ့ကိုထက်အသက်အများကြီးကြီးတဲ့အမျိုးသမီးတစ်ယောက်ရဲ့အမားပေါ့နောက်တနေ့မနေ့ရောက်တော့ဆမ်အိယာနိုးလာတဲ့အခါဘေးနားမှာ Vivek ကိုတွေ့လိုက်ရပြီးထိတ်လန့်သွားပါတယ်။သူမချက်ချင်းပဲဒါဟာအမှားကြီးတစ်ခုပဲမေးဖြစ်လိုက်ကြစို့လို့ Vivek ကိုပြောပါတယ်။ဆမ်အတွက်ကဒါဟာ movie မှားသွားတဲ့ one night stand တစ်ခုတာဖြစ်ပေမဲ့ Vivek အတွက်ကတော့ဒါဟာအချစ်ရဲ့အစအပြူချင်းပဲရှိပါသေးတယ်။ဆမ်ကသူ့ကိုရှောင်ဖယ်ဖို့ကြိုးစားတဲ့အခါ Vivek ရဲ့မျက်နှာဖုံးကွာကျလာပါတယ်။မမကကျွန်တော်အပိုင်ပဲကျွန်တော်ကိုပဲချစ်ရမယ်ဆိုတဲ့ပုံစံမျိုးတွေပြောလာတယ်ဆမ်ကပြပြတတ်ညင်းဆန်ပြီးသူ့ကိုမောင်းထုတ်လိုက်တဲ့အခါမှာတော့ Vivek ရဲ့နာကြီးချက်တွေကလက်စားချေလို့စိတ်အထိပြောင်းလဲသွားပါတော့တယ်။ Vivek ကတာမန်ကောင်လေးမဟုတ်ပါဘူး။သူကချစ်မရရင်ဖျက်ဆီးပစ်မယ်ဆိုတဲ့အစိတ်သက်ရှိသူပါ။သူပထမဆုံးလုပ်လိုက်ကဆမ်ရဲ့အသက်မွေးဝမ်းကြောင်းအလုံးအကင်ကိုဖျက်ဆီးပစ်တာပါပဲ။ဆမ်ရဲ့ company laptop ကို hack ပြီးလျှို့ဝှက်ချက်တွေငွေကြီးအလဲထုံးစားမှုအတုတွေကိုဖန်တီးက online ပေါ်တင်ပစ်လိုက်ပါတယ်။ဒီကိစ္စကြောင့်ဆမ်တယောက်ချက်ချင်းအလုပ်ထုတ်ခံလိုက်လာပါတယ်။ရုတ်တရက်အလုပ်လက်မဲ့ဖြစ်သွားတဲ့ဆမ်မှာဘာလို့ရမှန်းမသိဖြစ်နေချိန်မှာ Vivek ကကယ်ဒင်ရှင်ပွန်ဆာနဲ့ပြန်ရောက်လာပြီးကျွန်တော်စီလာခဲ့ရင်အကုန်အဆင်ပြေသွားမယ်လို့ပြောပါတယ်။ဆမ်ကဒေါသထွက်ပြီး Vivek ကိုပါးရိုက်ကမောင်းထုတ်လိုက်ပါတယ်။ဒီပါးရိုက်ချက်ကပဲ Vivek ရဲ့မကောင်းဆိုးဝါးစိတ်ကိုအမြင့်ဆုံးရောက်သွားစေခဲ့ပါတယ်။စိတ်ပြေလက်ပြောက်ဖြစ်အောင်ဆမ်ဟာသူမရဲ့ချစ်သူဟောင်းအုံနဲ့ပြန်ဆင်းပြေပြီးဂိုဝါကမ်းခြေကိုခရီးထွက်ဖို့စီစဉ်ပါတယ်။သူမထင်တာကနီးပညာတွေနဲ့ဝေးရကိုတွားလိုက်ရင်အဆင်ပြေမယ်ပေါ့။ဒါပေမဲ့သူမမားသွားပါတယ်။ Vivek ကဆမ်ရဲ့ဖုန်း laptop ဒါမှကသူမသွားမဲ့ဟိုတယ်အခန်းသူမစီးမဲ့လေယာဉ်လက်မှတ်အကုန်လုံးကို hack ထားပြီးသားပါ။ဂိုဝါရောက်တဲ့အခါဆမ်နဲ့အုံတို့ရဲ့ပျော်ရွှင်နေတဲ့ပုံရိပ်တွေအိတ်ခမ်းထဲကအလွန်ပုတ်ကိုကြီးဆန်တဲ့ဗီဒီယိုတွေကိုပါ Vivek ကဟိုတယ်ကင်မရာကနေတဆင့်ခိုးရိုက်ပြီး Facebook Instagram စတဲ့ social media တွေပေါ်မှာဖြန့်ချလိုက်ပါတော့တယ်။မနေ့မိုးလင်းလို့ဖုန်းဖွင့်ကြည့်လိုက်တဲ့အချိန်မှာဆမ်ရဲ့ဘဝဟာငရဲကျသလိုဖြစ်သွားခဲ့ပါတယ်။တကဘာလုံးကသူမရဲ့ကိုလုံးဒီပုံတွေကိုမြင်သွားကြပါပြီ။အဆိုးဆုံးကတော့သူမရဲ့ချစ်သူအုံမှာအုံကသူ့ရဲ့မင်းသားဂုံတိတ်ခါကြမှာဆိုလို့သတင်းစာရှင်းလင်းပွဲလုပ်ပြီးဒီမိမနဲ့ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး။ဒါတွေကလောက်ကြံခံရတာပါဆိုပြီးဆမ်ကိုတယောက်ထဲထားခဲ့ပါတယ်။ဆမ်တယောက်အဆက်တကွဲအကျိုးနဲ့ထစ်ပြီးနောက်ရဲစခန်းကိုတွားတိုင်ပါတယ်
ရဲတွေက Vivek ကိုဖမ်းခေါ်လာပြီမဲ့ဒီနေရာမှာ Vivek ရဲ့ကြောက်စရာကောင်းပုံကိုထပ်တွေ့ရပါတယ်ရဲစခန်းရောက်တာနဲ့ရဲအရာရှိရဲ့ဖုန်းကိုမျက်စိရှေ့မှာတင် hack ပြီးတော့ရဲအရာရှိရဲ့ဖောက်ပြန်နေတဲ့ကိစ္စတွေကိုမိန်းမစီပို့မယ်လို့ချင်းချောက်ပါတယ်ရဲအရာရှိလည်းကြောက်လန့်ပြီး Vivek ကိုပြန်လွတ်ပေးလိုက်ရပါတယ်ဥပဒေကသူ့ကိုမထိန်းချုပ်နိုင်ဘူးနီးပညာကသူ့လက်ထဲမှာရှိတယ်ဆိုတာသိလိုက်ရတဲ့ Vivek ဟာပိုပြီးရဲတင်လာပါတယ်Sam ရဲ့လူမှုကွန်ရက်အကောင့်တွေအားလုံးကိုထိန်းချုပ်လိုက်ပြီး Sam ဟာစိတ်ကြယောဂခံစားနေရသူအယူမတယောက်အဖြစ်ပုံဖော်ကလူတွေအထင်လွဲအောင်လုပ်ပါတော့တယ် Sam တယောက်တေကျင်စိတ်ပေါက်နေတဲ့အချိန်မှာသူမရဲ့ငယ်တငယ်ချင်း Rohan နဲ့ပြန်ဆုံပါတယ် Rohan ရဲ့အကူအညီနဲ့သူတို့ဟာ Vivek ရဲ့အသိကိုစုံစမ်းကြပါတယ်ဒီမှာတင်ထိတ်လန့်စရာအမှန်တရားကိုသိလိုက်ရပါတယ် Vivek ဟာအရင်ကလည်းကြောင်းနေဘက်ကောင်မလေးတယောက်ကိုအခုလိုပဲဆွဲလန်းပြီးဒုက္ခပေးခဲ့ဘူးလေအဲ့ဒီကောင်မလေးကအရှက်ကွယ်ပြီးကိုတက်တည်သွားခဲ့တာမှာဒီကိစ္စကို Vivek ရဲ့အဖွားကသိနေပြီမိမြေးကိုချစ်တဲ့စိတ်နဲ့ဖုံးဖိပေးထားခဲ့တာဖြစ်ပါတယ် Sam တို့စုံစမ်းနေတာကိုသိသွားတဲ့ Vivek ဟာသူ့အဖွားကအမှန်တိုင်းဖွင့်ပြောဖို့လုပ်တဲ့အခါမှာသူ့ရဲ့အဖွားအရေးခောက်ကိုတောင်မထောက်မညာတတ်တစ်လိုက်ပါတယ်ဒီအချက်ကိုသိလိုက်ရတဲ့ Sam ဟာဒီကောင်ဟာလူမဟုတ်တော့ဘူးမိစ္ဆာတကောင်ဖြစ်နေပြီဆိုတာသဘောပေါက်သွားပါတယ်ဥပဒေလမ်းကြောင်းအရသူ့ကိုအနိုင်ယူလို့မရနိုင်တော့မှသိလိုက်ရတဲ့ Sam ဟာအစိတ်ကိုအစိတ်ချင်းဖြီမရမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် Sam ဟာ Vivek ကိုဖုံးဆက်ပြီးသူမရှုံးနေသွားပြီဖြစ်ကြောင်းလူတိုင်းကသူမကိုပြစ်ပယ်သွားကြပြီမို့ Vivek ကိုပဲပြန်ချစ်ပါတော့မယ်လို့လိန်ညာပြောဆိုလိုက်ပါတယ် Vivek ကတော့သူလိုချင်တာရပြီဆိုပြီးအယမ်းဝမ်းသာသွားတာပေါ့ Psychopath တွေရဲ့ထုံးစံအတိုင်းသူနိုင်ပြီလို့ထင်နေတာပါ Sam က Vivek ကိုသူမရဲ့အိမ်ကိုဖိတ်ခေါ်လိုက်ပါတယ် Vivek ရောက်လာတဲ့အခါမှာတော့ Sam ကသူ့ကိုဖျားယောင်းသွေးဆောင်ပြီးအိယာပေါ်အထိခေါ်ဆောင်သွားပါတယ် Vivek ကသူ့ရဲ့အောင်နိုင်မှုကိုအရသာခံနေတဲ့အချိန်မှာ Sam ကသူမရဲ့လက်နက်ကိုထုတ်သုံးပါတော့တယ် Sam မှာအခွင့်အရေးရတာနဲ့ Vivek ကိုတိုက်ခိုက်ပါတော့တယ်ရုံးရင်ဆန်ခတ်ချီနေတဲ့ကြားတွေက Sam ဟာ Vivek ကိုဓာတ်နဲ့ထိုးတက်လိုက်နိုင်ပါတယ်သွေးအိမ်ထဲမှာလဲကျသွားတဲ့ Vivek ကိုကြည့်ပြီး Sam ဟာကြောက်လန့်မနေတော့ပါဘူးသူမချက်ချင်းပဲ Vivek ရဲ့ laptop ကိုယူ Vivek သုံးနေကြ hacking နည်းလမ်းတွေကိုအသုံးပြုပြီးသူမနဲ့ပတ်သက်တဲ့အထောက်အထားတွေသူမ Vivek ကိုတက်လိုက်တဲ့ CCTV မှတ်တမ်းတွေအားလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ် Vivek တန်ပေးခဲ့တဲ့နည်းပညာကိုသုံးပြီး Vivek ကိုပြန်တက်လိုက်တယ်လို့ပါပဲဇဲတွေရောက်လာတဲ့အခါမှာတော့အခင်းဖြစ်ပွားရာနေရာမှာဘာတက်တဲ့အထောက်အထားမှမရှိတော့ပါဘူး Vivek ကိုဘယ်သူတက်သွားမှမသိရသလို Vivek ရဲ့ laptop ထဲမှာလည်း Sam နဲ့ပတ်သက်တဲ့အချက်အလက်တွေအားလုံးပျောက်ကွယ်သွားပါပြီအမှုကဖျေးလီတစ်ခုလိုဖြစ်ပြီးပိတ်သိမ်းသွားရပါတယ်ဇလန်ရဲ့အဆုံးသတ်မှာတော့ Sam ဟာအသိဆိုးရီချောင်းလန့်မှုတွေကနေလွတ်မြောက်သွားပြီးသူမရဲ့တငယ်ချင်း Rohan နဲ့အတူလမ်းလျှောက်ထက်ခွာသွားလာကိုပြသရင်းဇလန်ကပြီးဆုံးသွားပါတယ်ကျွန်တော်တို့သုံးနေတဲ့ဖုန်းတွေကွန်ပျူတာတွေရဲ့ password တွေကိုလွယ်မထားဘူးကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို social media ပေါ်မှာတင်တဲ့အခါသတိထားဖို့နဲ့အရေးကြီးဆုံးကတော့ကိုယ့်အနာကလူတိုင်းကိုအယုံမလွယ်ဖို့သတိပေးထားတဲ့ဇလန်ပဲဖြစ်ပါတယ်